ဓာမို့ထားတဲ့ရွေးကောက်ပွဲမှာအမှန်တရားမျှတမှုတရားဝင်မှုဘာတစ်ခုမှမရှိနိုင်ဘူး အဲ့ဒီပုံစံအလေးကလေးလေးတွေမတက်ဘူးမို့လားအခုဒီမလေးပေါ့လေးပါလို့ပါအခုကြီးတောင်းလာမတက်ပါနဲ့တော့အခုဆက်သွယ်ပေးပါတော့အခုကြီးဒီမလေးတော့အေးလို့လေဒီမလေးပေါ့လေးလာဆွဲတော့တယ်တို့ရဲကားရောစစ်တပ်ကားရောဒီမလေးတော့အေးလေးဝိုင်းတာဟိုဒီမလေးပေါ့လေးအတင်းဆွဲတော့မောင်လေးကတနေ့စားနေတာပါတော့တာ ဒီကနေ့အောက်တိုဘာလ20ရက်နေ့မနေ့အစောပိုင်းလေးတစ်ဖြတ်ပေါ့နော်မနေ့ည8နာရီနောက်ပိုင်းကနေဒီကနေ့မနေ့အစောပိုင်းထိနောက်ဆုံးသိရတဲ့သတင်းတွေရဲ့နောက်မှာတော့ထုံးစံတိုင်းပဲဗီဒီယိုဖိုင်လေး3-4ခုလောက်ပြန်ပြီးတော့ကြည်သွားဖို့ရှိပါတယ်ကဲတော့ရှိဝေးတွေမပြောတော့ဘူးမနေ့ည TNL ကဗိုလ်ချုပ်တာဖုံးကျော်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဘာရေးသားထားလဲဆိုရင်ဒီအပိုင်းမှာ TNL ရဲ့စိုးမိုးထိန်းချုပ်နေမြေတွေမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလေရင်နဲ့အပြစ်မဲ့အရသားပြည်သူတွေကိုဘုံကျဲတပ်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်တာဖုံးကျော်ကတော့လေကြောင်းဖြစ်ဘုံကျဲသူစောအောသူဘုံကျဲမှုကိုဝိုင်းမြောက်ဩဘာလက်ခုပ်တီးသူများကိုထုံးတုမှတ်ထားပြီးတော့အလှည့်ဆိုတာရှိသမျှပါပဲဆိုပြီးတော့မနေ့ကအောက်တိုဘာလ19ရက်နေ့မှာဗိုလ်ချုပ်တာဖုံးကျော်ကတော့သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ပြောဆိုထားပါတယ်ဘေးနားမှာကျွန်တော်အပြည့်အစုံလေးကိုခြာပြီးထားပါတယ်ဘာကြောင့်လဲဆိုတော့မနေ့ကပဲအောက်တိုဘာလ19ရက်နေ့နေ့လယ်တနာရီဝန်းကျင်မှာစစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပေါင်250ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့လို့အပြစ်မဲ့အရသားပြည်သူတွေနေနေလူတွေပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဒါ TNL ထိန်းချုပ်လာတဲ့မိုင်းတုံနဲ့မိုင်းကုန်းမြို့တွေကိုတပြိုင်တည်းဘုံကျဲသွားပြီးတော့ကြံခဲ့တဲ့ဒါအောက်တိုဘာလ18ရက်နေ့မနေ့8နာရီဝန်းကျင်ကလည်းစစ်ကောင်စီဘုံကျဲလို့အပြစ်မဲ့အရသားပြည်သူ6ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတော့ဒီအပိုင်းမှာအကြမ်းဖက်စီခိုးတဲ့ကပိုက်စိတ်တိုက်လေကြောင်းသုံးပြီးတော့ TNL စိုးမိုးထိန်းချုပ်နေမြေတွေမှာဘုံကျဲတပ်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်တာဖုံးကျော်ကတော့ရှေ့ကကျွန်တော်ဖတ်ပြသွားခဲ့တဲ့အတိုင်းပဲအော်တိုဘာလဒါမနေ့က19ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားကျွန်တော်ဖော်ပြထားပါတယ်ကဲတော့နောက်ထပ်သတင်းဘောကတော့တထုံခရိုင်ပကပအဖွဲ့များစူးစီးပြီးတော့ viewer 29နဲ့ပူပေါင်းစစ်ကြောင်းထွက်တယ်လို့သိရတယ်အပြည့်စုံကတော့ကြိုက်ထုံမျိုးနဲ့ပကပတိုက်ခိုက်တပ်ဖွဲ့နဲ့ပူပေါင်းဖွဲ့စည်းထားတဲ့ viewer 29ပူပေါင်းစစ်ကြောင်း1ဟာ KNU တပ်မှ1တရင်3နေမြေမှာအခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီးတော့စက်တင်ဘာလဒါတရက်နေ့ကနေဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်အဲ့တော့လောလောဆယ်မှာတထုံခရိုင်ပကပတိုက်ခိုက်တပ်ဖွဲ့ကဥဆောင်တဲ့ viewer 29ပူပေါင်းစစ်ကြောင်း2ဟာ KNU တရင်2တပ်ခွဲ3နေမြေမှာအခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီးတော့အော်တိုဘာလ14ရက်နေ့ကစတင်စစ်ကြောင်းတွေထွက်ပြီးတော့တာဝန်တွေထမ်းဆောင်နေပြီလို့သိရပါတယ်ဘေးနားမှာတော့မနေ့ကထုတ်ပြန်လာတဲ့သတင်းအပြည့်စုံတဲ့ဓာတ်ပုံတွေချပေးထားတယ်တလက်စာထဲမှာပဲအာရခရတို A ကလည်းမင်းညတော့ A info desk နဲ့ဥက္ကဋ္ဌကတော့ပြည်သူတွေကိုသတိပေးထုတ်ပြန်လာတယ်အဲ့ဒါအာရခပြည်သူလုံခြုံရေးအရတန်တွဲနဲ့ဂွားမြို့နယ်ပင်လယ်ပြင်မှာညအချိန်ငါးဖမ်းခြင်းလုံးဝမပြုတ်လို့ရန် ULA ကတော့တားမြစ်ထုတ်ပြန်ထားပါတယ်အကြောင်းကတော့ဒါအကြမ်းဖက်စစ်ခွေးတွေကရှခရတို A သိမ့်ပိုက်ထိန်းချုပ်လာတဲ့မြို့တွေကိုဒီရက်ပိုင်းမှာထိုးစစ်တွေဆင်လာတဲ့အတွက်ကြောင့်ညပိုင်းအချိန်တွေမှာငါးဖမ်းခြင်းလုံးဝမပြုတ်လို့ရန်တန်တွဲနဲ့ဂွားမြို့နယ်ပင်လယ်ပြင်မှာရှိတဲ့ပြည်သူတွေတော့ ULA ရှခရတို A ကတော့တားမြစ်ထုတ်ပြန်ထားပါတယ်တလက်စာတဲ့နိုင်ရီကန် viewer ကုန်းကတော့အခုချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အလုံးစုံသိမ်းပိုက်ရရှိဖို့တချို့နေရာအနှဲငယ်ကြံသေးတယ်လို့သိရပါတယ်ဒီရက်ပိုင်းမှာလည်းစစ်ကောင်စီဘက်ကအလံဖြူတော်လက်နဲ့ချပြီးတော့အညံ့ခံလာတဲ့စစ်တုံးပိုင်းတွေလည်းများစွာရှိပါတယ်ကဲတော့ဒါကတော့ရှခရတို A နဲ့ဆက်ဆက်ပြီးတော့ဖတ်ပြတော့ပါတလက်စာတဲ့နောက်ထပ်သတင်းပို့ဆိုရင်ဒါတိတ်တော့မသေးချဘူးလောလောဆယ်မှာ AI ရဲ့ဘုံမူကြီးနော်ဘူကိုတိုင်ကလည်းထွက်ပြီးတော့ကွန်ဖမ်းပေးမထားဘူးဆိုတော့မင်းညတက်လာတာတော့ဗမော်လေရင်ခွင်းအကုန်လုံးကို KIA တော်လိုင်းဘက်ကပြန်လည်ပြီးတော့သိမ့်ပိုက်ရရှိတယ်လို့သိရတယ်သိမ့်ပိုက်ထိန်းချုပ်လိုက်ပါတယ်ဆိုပြီးတော့မင်းညတော့မီဒီယာတချို့ Facebook page နဲ့မီဒီယာတော်တော်များများဖော်ပြလာတော့တွေ့ရလို့ဒါကတော့အရင်ကိုဖမ်းဖြစ်တယ်လို့ကျွန်တော်မပြောချင်ပါဘူးကဲတော့တဆက်တဲ့ဒါဝက်လက်မြို့နယ်ဘက်ကသတင်းပုတ်ကိုလှည့်ရမယ်ဆိုရင်ဝက်လက်ပါတော်တော်လေးအခြေအနေဆိုးပါတယ်အဲ့ဒါအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူအယောက်90ဦးခန့်ကိုဖမ်းဆီးထားပြီးတော့စက်တက်လေဒီ3စီးပြည့်ပိုက်စိတ်တိုက်ဘုံကျဲတိုက်ခိုက်နေလို့သိရတယ်အော်တိုဘာလမနေ့က19ရက်နေ့မနေ့9နာရီခန့်မှာအရာတော်မြို့နယ်တလဲပါပြူစော်ဒီကြီးရွာကနေအင်အား90ခန့်ပါတဲ့စစ်ကော်မရှင်တပ်နဲ့ပြူစော်ဒီဖွဲ့တွေကမူမြစ်ကိုကူးလာပြီးတော့ကြောက်ကုန်းရွာကိုလက်နက်ငယ်များပစ်ခတ်ဝင်ရောက်လာပြီးအဲ့ဒီစစ်ကြောင်းကအမျိုးသမီး2ဦးအတီးပြုတ်အပါဝင်အတီးမပြုတ်နိုင်သေးတဲ့ဒေသခံပြည်သူအယောက်ပေါင်းတချို့မီဒီယာတွေကတော့10ဦးခန့်တချို့မီဒီယာတွေကတော့အယောက်90ခန့်တစားကန်ဖြစ်ဖမ်းဆီးပြီးတော့ရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုယူနေကြရလို့သိရတယ်ထို့အပြင်မနေ့ကညနေ3နာရီခန့်မှာအဲ့ဒီဝက်လက်မြို့နယ်အနောက်ချမ်း
တနေရာကိုစစ်ခွေးတက်ကဒါဆက်တက်လေး3စီးဖြစ်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ဝက်လက်မြို့နယ်ပကပတွေကတော့ထုတ်ပြန်ထားပါတယ်အဲ့တော့ဝက်လက်မာတွေမှုသေးပဲနဲ့ဒါဒေါ်လာရင်းတပ်ဖွဲ့တွေ2023ခုနှစ်ကသိမ်းပိုက်ခဲ့တဲ့ခမ်းပတ်မြို့ကိုလည်းအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကြောင်းတွေစတင်ပြီးတော့ထိုးဖောက်ဝင်ရောက်လာနေလို့သိရတယ်ခမ်းပတ်မြို့တော့မရောက်ရှိလို့အဓိကတော့ကလေးပေါ့နော်ကလေးမြို့နယ်ဘက်မှာစစ်ကောင်စီကရဟိုင်နဲ့တမျိုးမြေပြင်ကတမျိုးဒါပြူစောရီနဲ့စစ်မှုထမ်းတင်တန်းဆင်းလာတဲ့တပ်သားအင်အားအများပြားတထောင်ကျော်ဝန်းကျင်ဟာကလေးမြို့နယ်ဘက်ကိုစစ်ကြောင်းတွေအင်အားဖြည့်လာလို့သိရတယ်ဒီပြူမှာပဲမြောက်ခင်ရန်ရွာမှာပြူစောရီတွေစုဝေးရောက်ရှိနေပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေသိမ်းပိုက်ထားတဲ့ကလေးမြို့နယ်မှန်တော်ရွာကိုစစ်ကောင်စီဘက်ကတော့ပြန်လဲထိန်းချုပ်လိုက်တယ်လို့သိရပါတယ်ဒါတွေဟာမြေပြင်လက်ရှိအမှန်တရားတွေပါပဲကျွန်တော်တို့တော်လှန်ပြည်သူတွေစိတ်သက်ကြဖို့ဖတ်ပြနေရမဟုတ်တော့အခုနောက်ပိုင်းဒီမှာစစ်ကောင်စီဘက်ကတချို့နေရာတွေမှာစစ်မှုထမ်းတပ်သားအင်အားအများပြားနဲ့လေကြောင်းပစ်ကူယူပြီးတော့နေရာအများစုမှာထိုးစစ်ဆင်လာပြီးတော့ပြန်လဲထိန်းချုပ်လာတာတွေကိုတွေ့ရတယ်ဆိုတော့အဲ့ဒါလေးနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်အချင်းချင်းတွေပဲဖတ်ပြနေရနော်ဗီဒီယိုကနေရှင်းပါစေလို့အဲ့ဒါလေးနဲ့ဆက်ဆက်ပြီးတော့မနေ့ကဒါအေယာဝရီယာလည်းဘလို့ဖော်ပြထားလဲဆိုရင်တရုတ်လုတ်တဲ့ဒါဒရုန်းတွေအားကိုးပြီးတော့စစ်ကောင်စီကတော့ပြန်လည်ပြီးတော့ခေါင်းထုံလာလို့ပြောလို့ရပါတယ်ဒါလည်းကျွန်တော်တို့အမှန်တရားပါပဲကြိုင်ခဲ့တဲ့ကျွန်တော်ဒီတော်လိုင်းအစောပိုင်းကာလတွေမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကကောင်းကောင်းကြုံတွေကိုဒရုန်းနဲ့စော်ဘလို့တီးပြီးတော့မြို့သိမ်းတိုက်ပွဲတွေစခန်းသိမ်းတိုက်ပွဲတွေစစ်ခွေးတွေအလံဖြေတော့လက်နေကြရတဲ့အသေးပြောက်တွေများခဲ့တာရှိတယ်လို့အခုနောက်ပိုင်းမှာတော့အခုဒီနေ့အစောပိုင်းစပြီးတော့စစ်ကောင်စီဘက်ကဒရုန်းပိုင်းဆိုင်ရာတွေကိုကောင်းကောင်းကိုဒီကောင်လေးဒါဤပညာမြင့်တဲ့ဒါဘယ်လာလူကအကူအညီတွေပါမယ်ရုရှားအထူးသဖြင့်ကတော့တရုတ်လုတ်တဲ့ဒရုန်းတွေဟာစေအုပ်စုဘက်ကဒရုန်းစစ်စီတွေအဆင့်မြင့်လာပြီးတော့မြန်မာနိုင်ငံနယ်စပ်ဒေသများကိုတာမကအလဲပိုင်းဒေသများကိုပါသိမ်းပိုက်လာတဲ့အခြားတိုင်းရင်းသားတပ်မတော်များကိုလည်းရိုက်ခတ်စေပါတယ်ဆိုပြီးတော့ AR ကလည်းဖော်ပြထားပါတယ်ဒါကျွန်တော်တို့စေအုပ်စုဘက်ကဝါဒမိုင်းဖြန့်တဲ့တချို့ရုပ်သံဗီဒီယိုဖိုင်တွေမှာတချို့ဟာတွေကဒီကောင်လေး AI နဲ့သုံးပြီးတော့ဝါဒမိုင်းဖြန့်တယ်တချို့ဟာတွေကတော့တကယ်မြေပြင်အမှန်တရားဆိုတော့ကတစ်ဆက်တည်းကျွန်တော်တို့အခုစစ်မှုထမ်းကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်လူမိုင်များပြင်မိုးရီစေဝါသုံးဆွဲသူများကိုပါစစ်မှုထမ်းကြီးကောက်ခိုင်းရန်စစ်ကော်မရှင်ကညွှန်ကြားထားတယ်လို့သိရတယ်အပြည့်အစုံကတော့ရန်ကုန်တိုင်းတွင်စစ်မှုထမ်းကြီးကောက်ရန်လူမိုင်များပြင်မိုးရီစေဝါသုံးဆွဲသူများကိုပါစစ်ကော်မရှင်ကစေခိုင်းထားကြောင်းပြည်သူများထံကနေစုံစမ်းသိရှိရတယ်ရင်းကဲ့သို့လှုပ်ဆောင်နိုင်ရန်မြို့နယ်ထွေဦးရုံးများမှာတာဝန်ကျနေတဲ့စစ်ဗိုလ်မှူးများကညွှန်ကြားခြင်းဖြစ်ပြီးတော့စစ်မှုထမ်းကြီးပေးရတဲ့ပြည်သူများဟာခွတ်တုံမပြန်ရဲပဲတောင်းတဲ့ငွေကြေးတိုင်းတွေပေးနေရကြောင်းသိရှိရတယ်စစ်မှုထမ်းကြီးလာကောက်တော့ငါကရန်ကုန်လူမိုက်ကွာငါတို့ကအထက်နဲ့ပိုင်နေမင်းတို့တွေဘာဖြစ်ချင်လဲဆိုပြီးတော့မိုက်ကြီးခွဲစကားပြောတာပြည်သူတို့တဲ့ပြီးတော့ပတ်စံကိုလည်းပိုတောင်းလာတယ်ဆိုပြီးတော့တန်လီမြို့နယ်မှာနေထိုင်တဲ့အသက်40ရွယ်အမျိုးသမီးတူကတော့ပြောပြထားပါတယ်ဘေးနားမှာပြည်သူတွေပြောထားတဲ့ဟာတွေကြံပါသေးတယ်ဒါတချို့တွေဆိုရင်တိန်ကိုကျွန်တော်တို့3,000ကောက်တယ်အပတ်စဉ်19ကစပြီးတော့2သိန်းထိတိုးကောက်ထားရလည်းရှိပါတယ်ဆိုပြီးတော့ဒါတွေကအဲ့လိုတိုးကောက်ဖို့ကိုဘုံမှုကိုယ်တိုင်ကတိုးကောက်ဖို့လို့ကောက်ရတာဖြစ်ပါတယ်ဆိုပြီးတော့အုပ်ကြီးတွေကိုယ်တိုင်ကပြည်သူတွေရှိမှလူမိုက်တွေနဲ့ပေါင်းမိုက်ကြီးကွဲပြီးတော့စစ်မှုထမ်းကြီးတွေတိုးကောက်နေရလို့သိရပါတယ်ကဲတော့တစ်ဆက်တည်းနောက်ဆုံးပိတ်အနေနဲ့ကတော့မွေးရသာဂိုင်းကောင်းဆောင်လူစီမမီတဲ့ဝရမ်းပြည်မင်းအောင်လိုင်ကဘာပြောလဲဆိုရင်မနေ့ကသူပသိမ်ကိုရောက်ရှိနေတဲ့အချိန်မှာတနိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက်တပ်မတော်မှဆက်လက်ဆောင်ရွက်နေပါတယ်ဆိုပြီးတော့ပေါက်လို့ပဲသားဗျမ်းမတာတွေဆက်ပြီးတော့ပြောသွားပါတယ်ပြောလိုက်ရင်တော့တနိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက်အပြည့်မဲ့အရသားပြည်သူကလေးငယ်တွေကိုယ်ဝန်ဆောင်မိခင်တွေတရားစမှချမ်းလေရင်နဲ့ပိုက်စိတ်တိုက်ဘုံကျင်းနေတဲ့လူသက်သမားတနိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက်တပ်မတော်မှဆက်လက်ဆောင်ရွက်နေပါတယ်ဆိုတာဆက်လက်ပြီးတော့ဘုံကျင်းတပ်ဖြတ်နေပါတယ်ဆိုတော့ပြောသွားတာပါတော့တစ်ဆက်တည်းအဲ့ဒီတရားဝင်တဲ့အတူယုံရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့စစ်တပ်အတွင်းအရာရှိစစ်တင်တွေမိသားစုဝင်များရွေးကောက်ပွဲမှာစန္ဒာမဲတွေပေးကြရန်နဲ့ရွေးကောက်ပွဲအောင်မြင်ပူးပေါင်းဆောင်ရွက်ရန်မင်းအောင်လှိုင်ကတော့ဖိအားပေးပြီးတော့ညွှန်ကြားထားတယ်လို့သိရပါတယ်အဲ့ဒီမင်းအောင်လှိုင်ခေါင်းဆောင်တဲ့အတူရောင်ရွေးကောက်ပွဲကမသိရင်ကျွန်တော်တို့ဓမြတိုက်နေတယ်လို့ပါပဲပြည်သူလူထုဆိုတာမပြောနိုင်ဘူးသူတို့စစ်ခွေးတပ်တွေကမိသားစုဝင်တွေအကုန်လုံးကိုလည်းအတင်းအဓမ္မကိုကျွန်တော်တို့ဒါကြိုတင်မဲတွေပေးဖို့လုပ်နေဆိုတော့ကမနေ့ကဆိုရင်လည်း UEC ကတော့တရားဝင်ကိုထုတ်ပြန်လိုက်တယ်အဲ့ဒီအောက်တန်းသားခိုးတို့ဘောကတက်လာတဲ့ပါတီဝင်တွေရဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနာမည်စည်းနေဘယ်မျိုးနေရာနေဘယ်သူတွေဖြစ်မယ်ဆိုတာထုတ်ပြန်လိုက်တယ်ဆိုတော့ကတော်လိုင်းတပ်ဖွဲ့တွေအတွက်စည်ရင်းကြိုပြီးတော့ရှာသွားတော့အဲ့ဒီအတူရောင်ရွေးကောက်ပွဲနေလာနေမှန်သမျှဘယ်ကောင်တွေဘယ်လိုတွေ game လဲဆိုတာစောင့်ကြည့်ဦးမယ်ဆိုတော့ကဲတော့နောက်မှာအဲ့ဒီစစ်ခွေးတဲ့ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ကျန်းဖူပါတီအပါအဝင်ပလင်းလူဘိုးစိုးခိုးတို့ဘောကတက်လာတဲ့အောက်တန်းသားပါတီဝင်နဲ့စစ်ခွေးတဲ့ကအတူရောင်ရွေးကောက်ပွဲအကြောင်းကိုတော့ကိုသိန်းမြတ်ပြောပြထားတဲ့3မိနစ်စာဗီဒီယိုဖိုင်လေးကိုတစ်ချက်လောက်စပြီးတော့ကြည့်လိုက်ရအောင်ဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအားလုံးဟာ
ကိုသမိုင်းကိုရေးတဲ့ပါတီတွေကြီးပါပဲအဲ့ဒီပါတီတွေအားလုံးဟာကိုကျိုးရှာတကူကောင်းသမားတွေရဲ့ပါတီအဖြစ်နဲ့ပဲသမိုင်းမှာမှတ်တမ်းတင်ခံကြရတော့မှာပါပြည်သူအပေါ်မှာစေတနာကောင်းထားပြီးတော့ဝင်ပါတဲ့ပါတီဆိုတာတပါတီမှမရှိပါဘူးအခုချိန်မှာဘယ်လိုပဲအကြောင်းပြဘယ်လိုပဲခုခံကာကွယ်ပြောဆိုနေကြပါစေနောက်တစ်ချိန်မှာဒီလောက်ဖောက်ပြန်တဲ့ရွေးကောက်ပွဲမှာဝင်ခဲ့တဲ့ပါတီအားလုံးကိုပြည်သူလူထုကအဲ့ဒါလိုပဲမှတ်တမ်းတင်သတ်မှတ်ကြလိမ့်မယ်ဆိုတာအချိန်ကြာလေးပိုထင်ရှားလာလေးဖြစ်လာမှာပါ2015ရွေးကောက်ပွဲမှာ NDF ပါတီကနေရာနည်းနည်းပရတဲ့နီးမျိုးနဲ့ဒီပွဲမှာလည်းနေရာနည်းနည်းပတော့ရလိမ့်မယ်လို့မျှော်လင့်ချက်ထားပြီးတော့ဝင်ပြိုင်တဲ့ပါတီတွေလည်းအသေးကွဲကြအောင်ပါ။ဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအားလုံးကိုပြည်သူလူထုကကြက်ဖွတ်ပါတီနဲ့ဒန်းတူယွန်ရှာဆက်ဆုပ်နေကြလို့ပါ။ကြက်ဖွတ်ပါတီကိုမဲမရအောင်ပြည်သူလူထုကကြက်ဖွတ်အစားငါတို့ပါတီကိုပုံအောမဲထဲလောက်ကောင်းရဲ့ဆိုပြီးမျှော်လင့်ချက်ထားတဲ့ပါတီတွေဒီပွဲမှာအလုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီပါတီတွေကလူအနှဲငယ်လွတ်တော်တွေကိုရောက်သွားရင်လည်းအဲ့ဒီလူတွေဟာကြက်ဖွင့်ကလူတွေနဲ့ဘာမှထူးခြားမှာမဟုတ်ပါဘူးစစ်ပိုင်းလွတ်တော်ထဲမှာဒေါအောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှမဲရဲဘာမှမလုပ်နိုင်ပါဘူးအခုလာမဲ့လွတ်တော်ကတော့စစ်ပိုင်းလွတ်တော်မဟုတ်ပါဘူးစစ်တပ်90%ပါတဲ့လွတ်တော်ဖြစ်လာမှာပါအဲ့ဒီအထက်မှာရောက်တဲ့လွတ်တော်အမတ်ဟာအကျယ်ကျုပ်အချုပ်ခံရတယ်လို့ဖြစ်နေပါလိမ့်မယ်ကြက်ဖွင့်အလိုကြစစ်တပ်အလိုကြစကားကိုပဲပြောကြရပါလိမ့်မယ်လွတ်တော်ထဲမှာရီရီရာရာစကားပြောရင်အဖမ်းခံရတဲ့အထိသူတို့အတွက်အိမ်မက်ဆိုးတွေထွက်ပေါ်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှမတရားအဖမ်းဆီးခံရပါတယ်လို့ထအော်ရင်လည်းဘယ်ပြည်သူကမှတနာမှာမဟုတ်ပါဘူးအခုရွေးကောက်ပွဲနဲ့ထွက်ပေါ်လာမဲ့လွတ်တော်ရဲ့အခြေအနေဟာအဲ့ဒါလောက်အထိဆိုးရပါလိမ့်မယ်အလုံးဆိုးရတဲ့အချက်တစ်ချက်ကိုထောက်ပြစရာရှိပါသေးတယ်အဲ့ဒါကတော့လွတ်တော်ကိုယ်စားလှယ်နေရာ90%လောက်အတွက်ပဲရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်တယ်ဆိုရင်တောင်မှသူတို့စစ်သားတမတ်သားဝေစုကိုတော့လွတ်တော်ထဲမှာအပြည့်ဝန်ထမ်းခိုင်းမယ်ဆိုတဲ့အချက်ပါပဲဆိုလိုတာကလွတ်တော်ကိုယ်စားလှယ်နေရာ90%ကိုပဲရွေးကောက်ပွဲကျင်းပနိုင်တဲ့အတွက်အဲ့ဒီ90%ရဲ့တမတ်သားကပဲလွတ်တော်ထဲမှာဝန်ထိုင်မယ်ဆိုတာမျိုးမဟုတ်ပါဘူးတနိုင်ငံလုံးမှာရှိတဲ့တမတ်မဲဆန္ဒနယ်မြေအလုံးမှာရှိတဲ့ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့25%နဲ့ညီတဲ့စစ်သားကိုယ်စားလှယ်တွေကလွတ်တော်တွေဝန်ထိုင်မှာပါအရင်ရွေးကောက်ပွဲနဲ့အရင်လွတ်တော်တွေမှာကလေးကသူတို့အဲ့ဒါလိုပဲလက်ခဲ့ကြတာပါအဲ့ဒီတော့ရွေးကောက်ပွဲကျင်းပနိုင်တဲ့လွတ်တော်ကိုယ်စားလှယ်အရေးအတွက်စုစုပေါင်းထက်တောင်မှစစ်သားကိုယ်စားလှယ်အရေးအတွက်ကပိုချင်းပိုနေနိုင်ပါတယ်အဲ့ဒါလိုရွေးကောက်ပွဲနဲ့အဲ့ဒါလိုလွတ်တော်မှာဘလို့တရားမျှတမှုမျိုးကိုများမျော်လင့်ခြင်းပါသေးတယ်လေအဲ့ဒါတော့မတရားလုပ်တဲ့ရွေးကောက်ပွဲကနေဘလို့တရားဝင်မှုမျိုးကိုရောရနိုင်မှာပါလေတရားဝင်မှု legitimacy ကိုပေးဖို့ထိုင်ဆောင်နေတယ်ဆိုတော့နိုင်ငံတချို့ကအတိမတ်ပြုတာမျိုးရကောင်းရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာအစစ်မှန်မဟုတ်ပါဘူးနိုင်ငံအများစုကဒါဟာမတရားတဲ့ရွေးကောက်ပွဲတရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာကိုသိပြီးသားပါပြည်သူလူထုကပေးတဲ့တရားဝင်မှု legitimacy ဆိုတာကတော့လုံးဝကိုမရနိုင်ပါဘူးပြန်ချုပ်ရရင်တော့ဓာမှုထားတဲ့ရွေးကောက်ပွဲမှာအမှန်တရားမျှတမှုတရားဝင်မှုဘာတစ်ခုမှမရှိနိုင်ပါဘူးကဲတော့ဒါကတော့ကျွန်တော်တို့ကိုသိမ်းမြတ်ပြောသွားတဲ့ဗကရီလက်ရှိကျွန်တော်တို့အမှန်တရားပေါ့နော်စစ်ခိုးတဲ့မင်းအောင်လိုက်ခေါင်းဆောင်ပြီးတော့ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့မှာလည်းတော်များကျွန်တော်ပြောသွားတယ်ဆိုတော့ကသတင်းဖတ်ပြရင်လည်းကဲတော့နောက်မှာဗီဒီယိုဖိုင်တစ်ပုတ်10မိနစ်စာလောက်ရှိပါတယ်မနေ့က Facebook လူမှုကွန်ရက်စာမျက်နှာမှာတွေ့လို့အဲ့ဒါတခြားမဟုတ်ဘူးကျွန်တော်တို့တချို့ပြည်သူတွေကပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူတွေကကိုယ်တိုင်ကြုံတွေ့ရမှကိုပေါ့မောမိဘွားကြမှာပုံမှန်မှန်ကူမှသိတာပေါ့နော်အစိုးရတွေကကျွန်တော်တို့ line ပေါ်ကနေអော်နေတဲ့စစ်မှုရန်ကိစ္စရှောင်တရားရှိတာရှောင်ကြပါအခြေအနေသိပြီးတော့မရှိတော့ဘူးတော်လိုင်းတက်ဖို့နေဆက်သွဲလွမြောက်နေမှုရအောင်သွားလို့ပြောထားတဲ့ဂျားတွေကနေနေသားတုံးကတော့နေသားတို့နေကြပြီးတော့တကယ်တမ်းဖြစ်တော့မှငိုတန်ပါကြီးနဲ့မျက်ရည်မျက်ခွက်တွေနဲ့ဆိုတော့နောက်မှာအဲ့ဒီစစ်မှုရန်ကိစ္စနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်10မိနစ်စာလောက်ကိုလည်းဆက်ပြီးတော့ကြည့်လိုက်ရအောင်သူမှဒါတော့အဲ့ဒီပိုစရာလေးကလေးလေးတွေမတက်ဘူးမို့လားအခုဒီမလေးပေါ့လေးပါလို့ပါကိုကြီးရဲ့တောင်းလာပါမတက်ပါနဲ့တော့ကိုကြီးဆက်သွယ်ပေးပါတော့ဒီမှာတော့တီချာနားထောင်ကြည့်တော့စိမှုထမ်းဘွားရဆိုတာဘယ်လောက်ထိဒုက္ခရောက်လဲပေါ့နော်ကြပ်ပြီးကြည့်မယ်ပေါ့နော်တခုတော့ဘာကြီးရတာအမသူများကလေးတွေကိုပေါ်တာဆိုလဲဒီမှာဒါတော့ကျွန်တော်တို့အရင်နေ့ကဖမ်းမိထားတဲ့စိမှုထမ်းပေါ်တာတွေပေါ့နော်ခြေထဲမှာအော်မငွေကောင်တွေဆွဲခိုင်းဒီဘက်ကအဲ့ဒါကိုသူ့အမကဒီမှာသူ့အမပေါ့နော်သူ့အမဒါတော့ကိုကြီးတွေအ
အဲ့ဒီပိုစတဲ့ကလေကလေးလေးတွေမတက်ဘူးမို့လားကိုဒီမလေးပေါ့လေးပါလို့ပါကိုကြီးရဲ့တောင်းမှမတက်ပါနဲ့တော့ကိုကြီးဆက်သွယ်ပေးပါတော့ကိုကြီးဒီမလေးတော့အိမ်ကိုလေဒီမလေးပေါ့လေးကိုလာဆွဲခေါ်တာလေသူတို့ရဲကားရောစစ်တပ်ကကားရောဒီမလေးတော့အိမ်လေးကိုဝိုင်းတာဟိုဒီမလေးပေါ့လေးအတင်းဆွဲခေါ်လာမောင်လေးကတနေ့စားနေတာပါတော့တာဘဘကကျတော့အသက်က90ရှိနေရှိပြီးသူမျိုးခေါ်တော့ငိုချင်ခဲ့တာတည့်တည့်ကြတော့ဘဘကလည်းစောင်းသွားတော့အဲ့တော့ကျွန်တော်လည်းကြားတာများစွာစီမံကောင်းဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အစိုးရကြံခဲ့တဲ့နှစ်တွေကစစ်မှုထမ်းစတွေကကျွန်တော်တို့ line မှာနေ့တိုင်းထည့်လိုက်ပြီးတော့ပြောသွားတယ်တချို့သူတွေဆိုရင်ဟာမင်းကလေကြောတွေရှိတော့အဲ့လောက်ထိကျွန်တော်တို့အပြောခံခဲ့ရတော့ဒါပေမဲ့လည်းကိုညီကိုလူငယ်လူရွယ်တွေစစ်ကူတက်ကပေါ်တာအဖမ်းမခံအောင်လို့ရှောင်ကြပါရှားကြပါသွားကြပါတော်လိုင်းလွတ်မြောက်နေမျိုးတော်လိုင်း PDF တပ်ဖွဲ့ဝင်တွေဆက်သွယ်ကြပါဆိုပြီးတော့နေ့တိုင်းကျွန်တော်တို့ပြောနေကြရတယ်အခုလိုမျိုးတော်လိုင်းတပ်ဖွဲ့ဝင်တွေကဖန်စီရလဲရမီရောသူ့ရဲ့တာကာယကရှင်အမားဖြစ်သူလားမလားတော့မသိဘူးသူ့မောင်လေးကိုမတတ်ကြပါနဲ့ဘာညာဆိုတော့ကထမင်းစားနေတဲ့အိမ်ပေါ်မှာပေါ်တင်လာပြီးတော့ပေါ်တာဆွဲသွားရဆိုတော့အစိုးရကပေါ်တာအဆွဲမခမ်းမီတွေက line မော်တွေမှာကျွန်တော်တို့ဘက်ကတော်လိုင်းဘက်ကမီဒီယာတွေကပါ NUG အစိုးရပါတလောက်ထိထုတ်ပြန်နေတဲ့ဂျားတွေကနေကိုယ့်ရဲ့မိသားစုမှာလူငယ်တွေပဲရှိရင်စောစီအဝိတ္တနေအောင်ရှောင်ဝိုင်းဒါမှမဟုတ်ပဲနဲ့နေသားသလိုမျိုးပေါ်တွေမှာဒီလိုပဲရေလာဝါလာနေကြပြီးတော့စစ်ကောင်စီဘက်ကလည်းပေါ်တာအဆွဲခံပြီးတော့နောက်ဆုံးပြည်သူစစ်နေတဲ့ရှေ့တန်းတွေမှာတိုက်ပွဲဝင်နေတဲ့အချိန်ကြီးတော့မှာပဲကိုယ့်ရဲ့ကာယကရှင်တားဖြစ်သူကိုယ့်ရဲ့မောင်ဖြစ်သူတွေကိုဘာတကောမှမပြောဘဲနဲ့အမှန်တကယ်ဆိုရင်ပြောမှနေလို့တွေတော်လိုင်းတပ်ဖွဲ့ဝင်နဲ့အများဆုံးဆက်သွယ်အလင်းဝင်အလံဖြေတော့လက်နဲ့ချဒါမျိုးတွေမပြောဘဲနဲ့စစ်ကောင်စီဘက်ကနေကူပြီးတော့တိုက်ပင်နေတဲ့အချိန်တုန်းကတော့နေသားသလိုတွေနေခဲ့ကြပြီမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကဖန်စီရမီလို့ရုပ်တံဗီဒီယိုပိုင်းနဲ့ထုတ်ပြောင်းအမှငိုတံပိုင်းနဲ့ကျမမောင်လေးကျမသားလေးတို့မတတ်ပါနဲ့မတရားပေါ်တာအစွဲခံတာပါဆိုတော့ကဘသူမပြုတ်မိမိမှုပဲကိုရီနေသားသလိုနေခဲ့ကြပြီမှာကိုပေါင်ကိုမိဘကြမှာပုံမှန်မှန်းသိတယ်ဆိုတော့ကဒါကျွန်တော်တို့သားသမီးချင်းကိုချင်းမဆာမနာလို့ပြောတာပေါ့ဒီလိုမျိုးဖန်စီရမိတဲ့စစ်တုံပန်းစစ်မှုထမ်းတင်တန်းစင်းတဲ့ရုံလို့မရပါဘူးတော်လိုင်းတပ်ဖွဲ့ဝင်တွေကိုပြန်ပြီးတော့ဒုက္ခပေးတာအများစုကလည်းဒီလိုကောင်တွေပဲဆိုတာကဲတော့နောက်မှာနောက်ဆုံးပိတ်တပုံးနေနေရတော့ဒီရဲ့ပိုင်းမှာကိုချိုကြီးတယောက်အမှန်တရားပြောထားတာလေးကိုတော့ကျွန်တော်အတူလေးတွေတစ်ဖြက်ပြန်ပြီးတော့ share ပေးလိုက်ပါတော့နောက်မှာလည်းမင်းတို့ပြည်တွင်းတွေကအမျိုးဘာသာသာသနာဆိုတဲ့မဘာသာအောင်တန်းသားအရေးချုံကရုံးနေနဲ့အမျိုးသားလို့ဖိတ်ကုန်းအောင်တဲ့ကောင်တွေဆွဆွဲပြောဆိုထားတာတွေကိုကိုချိုကြီးတယောက်ကတော့အမှန်တရားရင်းနဲ့ပြန်လဲတုံ့ပြန်ထားပါတယ်တစ်ချက်လောက်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဒီနေ့ကျွန်တော်တို့လာပြည်ရင်းမှာပြောနေတဲ့ဒီမဘာသာပေါ့နော်ဒီမဘာသာကအခုနေပြောနေတဲ့လူတွေပုံကိုယ်တွေပေါ့ဗျာနော်အများကြီးတော့သူတို့ကဒီမွတ်စလင်တွေဟိုနည်းဖြစ်တာနဲ့ပြီးရင်အခုကျွန်တော်တို့2021နောက်ပိုင်းမှာဖြစ်လာတဲ့အရေးကြီးအနေနဲ့ပတ်သက်ပြီးတော့ဟလာဒီရဟန်းတန်ဃာတွေအသက်ခံရတဲ့ကိစ္စတွေကိုသူတို့ကဟိုနေခဏပြောကြလေရှိတယ်ဗျာနော်အဲ့တော့ပြောကြလေရှိတယ်ဆိုတဲ့အခါကျတော့နော်ဒီအဲ့လိုအခုကျွန်တော်တို့ဒီနေ့ဖြစ်တယ်ဆိုတဲ့ဟာလေးကအ ਨੇ စုလေးအဖိတ်စင်လေးပြီးရင်ဒီဟန်တန်ဃာတွေကိုဒီလိုမျိုးဟလာတက်တယ်ဖြတ်တယ်ဆိုတဲ့ဥမာအပားတရားပေါ့ဗျာသဘောထားပေါ့နော်အဲ့တော့အဲ့ဒီဟာတွေတက်တယ်ဖြတ်တယ်ဆိုတာကကျွန်တော်တို့ကအထောက်ထားလက်တွေ့ခိုင်မာနော်ဘယ်သူကလှုပ်တယ်ဘာလှုပ်တယ်ဆိုတာလည်းမသိဘူးနံပါတ်1ချက်နံပါတ်2ချက်ကအဲ့ဒီလှုပ်တဲ့လူတွေကလည်းဟုတ်လားစစ်တပ်ကနေပြီးတော့အသွင်ယူထားတဲ့နော်အဖွဲ့အစည်းတွေမဟုတ်ဘူးလားနော်ဒါတွေကိုစဉ်းစားကြည့်တော့ဗျာအဲ့တော့နှစ်ပတ်မျှပြီးတော့စဉ်းစားကြည့်တဲ့အခါမှာနော်တစ်ဖက်ကအခုစစ်တပ်ကဒါထောက်တိုင်မဘာသာအဖွဲ့အစည်းပေါ့ဗျာနော်ဒီအဖွဲ့အစည်းကလူတွေဒါဒီအဖွဲ့အစည်းဝင်တဲ့လူတွေပြောနေတယ်လို့မျိုးဟလာကျွန်တော်တို့ဒီမွတ်စလင်တွေကတော့ပြင်မင်းတို့ဘယ်လိုတတ်မယ်ရဟန်းတန်ခါတကယ်လည်းလာမြေပြင်မှာကျွန်တော်တို့အချက်လက်တွေနဲ့နံပါတ်တွေနဲ့ကျွန်တော်တို့ရှာကြည့်လိုက်တဲ့အခါကျတော့နော်ဒါတွေကသူတို့ပြောတဲ့ဟာတွေကတခုမှအကြောင်းကျိုးတိုက်ဆိုင်မှုမရှိဘူးဗျာနော်သူတို့ပြောတဲ့ဟာတွေကဘာတခုမှကျွန်တော်ဘယ်နှယောက်တက်သွားလို့လဲနော်အဲ့လိုမျိုးတွေပေါ့အဲ့တော့ကျွန်တော်ဆိုလိုချင်တာကကျွန်တော်တို့ဒီနေ့တိုင်းပြည်မှာတကယ်ဟုတ်လားယဟန်တန်ဃာတွေကိုအစီအစဉ်ရှိနဲ့နော်တကယ်ယဟန်တန်ဃာတွေကိုအစီအစဉ်ရှိနဲ့နှိမ့်ဆက်နှင်းပန်းတက်ဖြတ်နော်ထောင်ချပေါ့ဗျာသူတို့မကောင်းတာလုပ်တာတွေကိုတရားမဟောရဲအောင်သူတို့ဒီစစ်တပ်ကမကောင်းတာလုပ်တာတွေကိုနော်ပြုပြင်ဖို့အတွက်ကိုတရားမဟောရဲအောင်မဆုံးမရဲအောင်အတွက်ကိုသူတို့ကကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ယဟန်တန်ဃာတွေကိုဤမျိုးစုံနဲ့နှိမ့်ဆက်နှင်းပန်းတပ်ဖြတ်ထောင်ချယုံတယ်မဟုတ်ဘူးအခုကျွန်တော်တို့တိုင်းပြည်ရဲ့ဒီသာသနာကိုအရေးကြီးသာသနာဖြစ်အောင်သူတို့ကလုပ်တာ
ဟုတ်လားကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီဘာသာသာသနာဒီနေ့လက်ရှိလောကမှာတကယ်ဆရာတော်ကြီးတွေတန်ဃာတော်ကြီးတွေကိုနေရာမထုတ်ပဲနဲ့ဟုတ်လားပွဲမထုတ်ပဲနဲ့သူတို့ကအခုကဥမာငပေါက်တို့လို့သူစိတ်သားတို့လို့ဒါမျိုးတွေပေါ့ဗျာအမျိုးမျိုးဒီကရုံးနေနဲ့ပဲသူတို့တွေကနော်ဟိုပြောကြတာရှိပါတယ်မင်းအောင်လိုင်းလက်ထက်မှာဟုတ်လားသာသနာကြီးထွန်းကားလာတယ်တို့ဘာတို့ညာတို့ပေါ့ဗျာနော်ဒီလိုစကားမျိုးတွေနဲ့ဒီလိုကရုံးတွေကိုပွဲထုတ်ပြီးတော့ကျွန်တော်တို့ဒီနေ့ဗုဒ္ဓဘာသာသာသနာကတကယ်အရေးကြီးသာသနာဖြစ်သွားပြီနော်မင်းအောင်လိုင်းလှုပ်လိုက်တာဒါမင်းအောင်လိုင်းကအစီအစဉ်တကြစနစ်တကြနဲ့တိုင်းပြည်ရဲ့ဒီဘာသာဒီဖျားသားတွေကိုပါသူကနော်ဖြက်စီဒီသာသနာကိုပါသူကဖြက်စီးပလိုက်တာကဲအဲ့တော့ဒါကတော့ကျွန်တော်တို့ကိုချေကြီးပြောသွားတဲ့အမှန်တရားတစ်ဖြတ်ပေါ့နော်ဟိုဘက်ရက်ကောဟိုခွေးမာသားကြော်စိုးတို့ကြော်မျိုးမင်းတို့ဖင်ကုန်းကုန်းအောင်နေတဲ့အဲ့ဒီမဘာသာအရေးချုံကရုံးတွေကဝါရမိုင်းကြီးဖြတ်လူမျိုးကြီးပြိပခမဖြစ်ဖြစ်အောင်လို့ဟာတော်လိုင်းကာလ၄နှစ်ကျော်ကာလမှာ PDF တွေတပ်ဖြတ်ခဲ့တာဖုန်ကြီးဟန်တန်ဃာတွေအယောက်ပေါင်း100ကျော်တွေမနေ့ရှိပါတယ်ဆိုတကယ်တမ်းအဲ့ဒီကိစ္စတွေကတက်တည်တာတကားလည်းဘာမှမှန်မှန်ကန်မရှိဘူးပြီးတော့တချို့အသက်ခံတဲ့ကိစ္စတွေကလည်းကိုချွေကြီးပြောသွားတဲ့အတိုင်းပဲစစ်ကောင်စီကအသွင်ယူပြီးတော့သူတို့ကိုယ်တိုင်တပ်ဖြတ်ပြီးတော့ပြီးရင် PDF လုပ်တာပါဆိုပုံမိုင်းတဲ့ကိစ္စတွေကိုဒါကိုကျွန်တော်ပြောချင်တာတော်တော်လေးကြာပြီဒါကိုချိုကြီးကိုယ်တိုင်ကသူကိုယ်တိုင်ဟိုတုန်းကလည်းမဘာသာတယောက်ဖြစ်ခဲ့ပူတယ်အခုချိန်မှာတော့အကုန်လုံးအမြင်မှန်တွေရလာပြီးတော့အမှန်တရားတွေချပြထားပြီးတော့မင်းအောင်လိုင်ကိုယ်တိုင်လက်သက်မွေးထားတဲ့မဘာသာအောက်တန်းသားအရေးချုံငပေါက်လို့ဝေရသူလို့အမျိုးရုပ်ကရုံးတွေတိုက်ကကောင်းကောင်းကိုကျွန်တော်ဝါရမိုင်းဖြတ်လူမျိုးကြီးပြိပခတွေဖန်တီးပြီးတော့အရေးကြီးသာသနာဖြစ်အောင်လုပ်နေတဲ့ကိစ္စတွေကိုကိုချိုကြီးပြောသွားတဲ့ဗီဒီယိုဖိုင်လေးတွေပဲအဆုံးသတ်တာပါလေကဲတော့ဒီကနေ့မနေ့ပိုင်းကတော့ဒီဗီဒီယိုဖိုင်လေးတွေပဲအဆုံးသတ်ရတယ်ဆိုတော့ကကျွန်တော်ရဲ့ကုန်းမောင်မှာလေလေးထောက်ပေးထားပါတယ်ကျွန်တော်အများကြီးပြန်ပြီးတော့မပြောတော့ပါဘူးနိုင်တဲ့မောင်နှမတွေတက်နိုင်တဲ့လောက်သွားကူပေးကြပါအောင်လို့ပြောရင်းနဲ့ကဲတော့ညကြမှာပဲနောက်ထပ်သတင်းကောင်းရုပ်တံဗီဒီယိုဖိုင်လေးနဲ့ပြန်လာခဲ့ပါအောင်မယ်တော့ကျွန်တော်ဘယ်ချင်နေပဲတင်တင်ဘလို့ကြောင်းရတွေပဲပြောပြောဗီဒီယိုဖိုင်လေးဘလောက်တွေပဲရှေ့ရှေ့ပုံမှန်ဝင်ရောက်ကြည့်ရှုပေးတဲ့အမေသားသမီးမောင်နှမတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ